မင်္ဂလာပါဒီဗီဒီယိုမှာတော့ CSO Academy website မှာစီးရင်သွင်းတာလေးကိုဘယ်လိုတွေ့ရတယ်ဆိုတာပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးစီးရင်သွင်းဖို့အတွက် Gmail ဒါမှမဟုတ်လို့ရှိရင်လည်း email တစ်ခုတော့ရှိဖို့လိုအပ်ပါလိမ့်မယ်ကိုယ့်ရဲ့ဖုန်းမှာရှိတဲ့ browser တစ်ခုခုကိုသုံးပြီးတော့စီးရင်သွင်းရမှာဖြစ်ပါတယ် Google Chrome ဒါမှမဟုတ်လို့ရှိရင်လည်း Mozilla Firefox ဒါမှမဟုတ်လို့ရှိရင်လည်း Microsoft Edge စတဲ့ browser တစ်ခုခုကိုဖွင့်ပါပြီးရင် www.csoacademy.org ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ပြီးရင်ပုံထဲကလို့ပေါ်လာတဲ့အခါမှာစတင်လေ့လာမည်ကိုနှိပ်ပါပြီးရင်အောက်ဆုံးကအကောက်အသစ်ဖွင့်မည်ကိုနှိပ်ပါပြီးရင်အောက်နားလေးကိုဆင်းပြီးတော့သဘောတူလက်ခံခြင်းမှာအမှန်ချင်းလေးချစ်ပြီးတော့အကောက်ဖွင့်မည်ကိုနှိပ်ပါအပေါ်ကစာထဲမှာအထောက်အထားကတ်တွေအကြောင်းပြောထားပေမဲ့တကယ်ဖွင့်တဲ့အခါမှာမလိုအပ်တာကိုတွေ့ရပါတယ်ဒါဆိုလို့ရှိရင်ကိုရေးအချက်လက်ကိုဖြည့်တဲ့နေရာစီကိုရောက်လာပါလိမ့်မယ်ကိုယ့်ရဲ့နာမည်ကိုအင်္ဂလိပ်လိုရေးရင်ပိုကောင်းပါတယ် certificate တွေရတဲ့အခါမှာအဲ့ဒီနာမည်နဲ့ရမှာဖြစ်ပါတယ်နောက်ထပ်မွေးနေ့ကိုပေါ်လာတဲ့ပြက်ကလေးလေးကနေပြီးတော့ရွေးပေးပါပြီးရင်ဖုန်းနံပါတ်ရိုက်ထည့်ပါယာတူးကိုကိုယ်နဲ့ကြိုက်ကြည့်တာတစ်ခုခုရွေးပါပညာရေးချင်းကိုလည်းရွေးပါလိင်မျိုးစားမှာတစ်ခုခုကိုရွေးပါ disability မှာတော့ကိုယ်မှာတစုံတရာမသွမ်းဆန်းမှုရှိလို့ရှိရင် yes လို့ရွေးပေးပါမသွမ်းဆန်းမှုမရှိဘူးဆိုရင်တော့ no လို့ရွေးပါမဖော်ပြခြင်းလို့ရှိရင်လည်း prefer not to say လို့ရွေးလို့ရပါတယ်ပြီးရင်ကိုနေထိုင်တဲ့နေရာဒေသကိုရွေးပါပြီးရင် CSO Academy ကိုဘယ်ကနေသိတာလဲဆိုတာကိုရွေးပါနောက်တစ်ခုကတော့အဖွဲ့အစည်းမှာအလုပ်လုပ်နေပါသလားဆိုတဲ့မေးခွန်းကိုဖြေပါတကယ်လို့ကိုက CSO တစ်ခုခုမှာအလုပ်လုပ်နေတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီနေရာလေးမှာအမှန်ကျချစ်ပြီးတော့ထပ်ပေါ်လာတဲ့မေးခွန်းလေးတွေကိုဖြေပေးရမှာဖြစ်ပါတယ်ပြီးရင်တော့အောက်ကမြားလေးကိုနှိပ်ရမှာပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ email နဲ့ password ကိုရိုက်ရတဲ့နေရာကိုရောက်လာပါလိမ့်မယ် email နဲ့ password နှစ်ခါရိုက်ပြီးလို့ရှိရင်အောက်ကမြားကိုနှိပ်ရပါလိမ့်မယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ email တွေကိုကုတ်6လုံးပို့ပေးပါလိမ့်မယ်အဲ့ဒီကဏ္ဍ6လုံးကိုသတ်မှတ်ချိန်အတွင်းမှာရိုက်ပြီးရင်တော့စင်းပေးသွင်းတာပြီးပါပြီ CSO Academy ဝန်ထမ်းတဦးကစီစစ်လက်ခံဖို့ပဲကြံပါတော့တယ်တကယ်လို့ဆရာတို့ကရုံးကျင်အတွင်းမှာစင်းသိမ်းခဲ့လို့ရှိရင်မြန်အသုံးပြုခွင့်ရနိုင်ပါတယ်တကယ်လို့ရုံးပိတ်ရက်နဲ့ကြုံရင်တော့စောင့်ရမှာပါဟုတ်ကဲ့အဲ့ဒီလို CSO Academy ကဆရာတို့ရဲ့ရှောက်လာကိုစစ်စစ်ပြီးတော့လက်ခံပေးပါလိမ့်မယ်အချိန်တခုစောင့်ပြီးတဲ့အခါမှာစီးရင်ပေးသွင်းပြီးကြောင်း email လာပါလိမ့်မယ်အဲ့ဒီခါကျလို့ရှိရင် www.csoacademy.org ကိုပြန်သွားပြီးတော့ကိုယ့်ရဲ့ email နဲ့ password ကိုသုံးပြီးတော့အကောင့်ထဲကိုဝင်ပါဒါဆိုလို့ရှိရင် CSO Academy မှာစီးရင်ပေးသွင်းတာပြီးရောက်အောင်မြင်သွားပြီဖြစ်ပါတယ်ပြီးရင်တော့ရှာဖွေရန်ကိုနှိပ်ပြီးတော့သင်တန်းကျောင်းကိုနှိပ်ပါပြီးရင် Synergetic Dream and Management ကိုနှိပ်ပြီးတော့Organizational Leadership and Management တင်တဲ့အပိုင်း1ကိုနှိပ်လိုက်ပြီးတော့စီးရင်သွင်းမိကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီတင်တန်းကိုစပြီးတော့တက်လို့ရပါပြီ။ပိုင်း1ပြီးရင်အပိုင်း2ပြီးရင်3အစဉ်လိုက်တက်သွားဖို့ကြံပြုပါတယ်။အခုလိုစိတ်ဝင်စားကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။